ကျွန်တော်တို့လူမှုအတိုင်းဝိုင်းမှာအသင်းအဖွဲ့တွေအများကြီးရှိကြတယ်ဒီအသင်းအဖွဲ့တစ်ခုချင်းစီတိုင်းကလည်းကိုယ့်ဒေတာကိုယ့်လူမျိုးဖွံ့ဖြိုးတိုးတက်ရဲ့အတွက်ပဲလုပ်နေကြတဲ့သူတွေဖြစ်ပါတယ်သူတို့ဒီအသင်းအဖွဲ့တွေအများကြီးကဘယ်လိုမျိုးခေါင်းဆောင်မှုပုံစံနဲ့တွားနေကြလဲအရေးကြီးတဲ့ကိစ္စရပ်တွေမှာဘယ်လိုမျိုး decision making လုပ်ပြီးတော့တွားနေကြလဲဆိုတော့ဒီကနေ့မှာခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့သဘောတရားအချက်၃ချက်ကိုကျွန်တော်မျှဝေပေးသွားချင်ပါတယ်။ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ဒီခေါင်းဆောင်မှုပုံစံကအချက်အများကြီးတော့ရှိတယ်။တွတ်တော်ညာလည်းပဲဒီနေရာမှာအချက်၃ချက်လေးကိုပဲကျွန်တော် highlight လုပ်သွားချင်ပါတယ်။နံပါတ်၁ကခေါင်းဆောင်မှုပုံစံတွေထဲကတစ်ခုဖြစ်တဲ့ democratic leadership ခေါင်းဆောင်မှုပုံစံမြန်မာလိုက democracy ခေါင်းဆောင်မှုပုံစံလို့ခေါ်ပါတယ်။ဒီ democracy ခေါင်းဆောင်မှုပုံစံကကျွန်တော်တို့အသင်းအဖွဲ့မှာရှိတဲ့အဖွဲ့သူအဖွဲ့သားအကုန်လုံးကိုပါအောင်လုပ်တယ်အကုန်လုံးရဲ့အာဘော်ကိုနားထောင်တယ်အများစုရဲ့အတန်ကဘလို့ရှိလဲဆိုတဲ့ဟာကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချမှတ်တဲ့ decision making တွေလုပ်ထားရှိတဲ့ပုံစံဖြစ်ပါတယ်ဆိုတော့အဓိကဒီ democratic leadership စိတ်တက်ရှိတဲ့ခေါင်းဆောင်တွေကဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင်တကယ်ချင်းရောနေရောဘယ်လိုမျိုးမြင်လဲတခြားအဖွဲ့သားတွေရောဘယ်လိုမျိုးမြင်လဲတခြားလူတွေအတန်ကိုနားထောင်ကြည့်ရအောင်အဖွဲ့သားတွေအများစုအတန်ကိုလက်ခံပြီးမှပဲလှုပ်ထရှိကြတယ်ဒီဥစ္စာကို democratic leadership လို့ခေါ်ပါမြန်မာလိုက democracy ခေါင်းဆောင်မှုပုံစံနောက်တစ်ခုက democratic leadership နဲ့ပြောင်းပြန်ဖြစ်တဲ့ autocratic leadership ပုံစံမြန်မာလိုကတက်ဦးစံပိုင်ခေါင်းဆောင်မှုပုံစံလို့ခေါ်ပါတယ်ဒီတက်ဦးစံပိုင်ခေါင်းဆောင်မှုပုံစံကခုနက democratic leadership ပုံစံမျိုးလိုအကုန်လုံးပူးပေါင်းပါဝင်မဲ့အစားအပေါ်ပိုင်းကနေပြီးတော့ဒါဆိုဒါလုပ်ရမယ်ဒါပြီးမှပဲအဆင်ပြေမယ်ငါတို့ဘာအကြောင်းပြချက်မှလာမပေးနဲ့ဒါဆိုဒါပြီးရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်တို့ရွာမှာဟိုဘက်ရွာနဲ့ဒီဘက်ရွာလမ်းတဆောက်မယ်ကြားမှာအချောင်းနဲ့တစ်ချောင်းချားနေတယ်အဲ့ရွာကိုလမ်းတဆောက်ဖို့အတွက်ရွာကလူကြီးတဦးကနေပြီးတော့ငါတို့ဒီဟိုဘက်ရွာနဲ့ဒီဘက်ရွာကိုဆက်သွယ်ဖြောင်းပြဖို့အတွက်လမ်းတဆောက်မယ်ဒီလအတော်အတွက်မှာပြီးရမယ်ဒါကတော့ငါတို့လုပ်ရမယ်အဓိကအကြောင်းပြချက်ဘေးဖြစ်တယ်ဒီလအတော်အတွက်မှာပြီးအောင်လုပ်ရမယ်ဆိုတော့သူတို့ကတရားဆောက်မဲ့သူတွေမှာပစ္စည်းတွေ tools တွေစုံလားမစုံလားဆိုတဲ့ဟာသူတို့ကမကြည့်ဘူးသူတို့အပေါ်ဖက်ကနေပြီးတော့ပဲဒီလအတော်အတွက်မှာပြီးအောင်ဆောက်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတယ်ဒီဥစ္စာကို autocratic leadership style လို့ခေါ်တယ်တနည်းအားဖြင့်တက်ဦးစံပိုင်ခေါင်းဆောင်မှုပုံစံလို့လည်းခေါ်ပါတယ်နောက်တစ်ခုက coaching leadership မြန်မာလိုကဒီနေရာမှာနီးပြခေါင်းဆောင်မှုပုံစံလို့ဘာသာပြင်ပါတယ်ကျွန်တော်တို့ဒီ coaching leadership ပုံစံကဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အသင်းအဖွဲ့သားတွေကိုအားပေးတာတိုက်တွန်းတာနင်လုပ်ကြည့်ပါကွာနင်လုပ်နိုင်တယ်သူတို့ရဲ့အားသာချက်တစ်ခုချင်းစီတိုင်းကိုကူညီပံ့ပိုးပေးတယ်အားနည်းချက်ကိုတွေ့ပြီဆိုလို့ရှိရင်လေအပြုတ်သဘောဆန်ဆန်ထောက်ပြပဲဒါကို coaching leadership style လို့ခေါ်တယ်သူတို့ကဒီမှာကျွန်တော်လုပ်တယ်လို့ live လုပ်ကြည့်လို့ရတယ်ဒီနေရာမှာကျွန်တော်ကဒီလိုမျိုး shoot down နဲ့လုပ်ကြည့်တာဖြစ်တယ်ဟိုဘက်ချမ်းကြတော့ကျွန်တော်ကဒီလိုမျိုး shoot down နဲ့ပြောလိုက်တာဖြစ်ပါတယ်လှုပ်ဆောင်လိုက်တာဖြစ်ပါတယ်ဆိုပြီးတော့သူတို့ကိုတွင်တင်ပေးတာပြောပြပေးတာသူတို့ကိုလှုပ်ရေးလာအောင်အားပေးပေးတာဒါကိုနီးပြခေါင်းဆောင်မှုပုံစံတိုးတက်မဟုတ် coaching leadership style လို့ခေါ်တယ်ဆိုတော့ဒီခေါင်းဆောင်မှုပုံစံ၃မျိုးကအားသာချက်တွေရှိတယ်အားနည်းချက်တွေရှိတယ်ကောင်းကျိုးလေးရှိတယ်ဆိုးကျိုးလေးရှိတယ်ဆိုတော့ကျွန်တော်တို့လူမှုအတိုင်းဝိုင်းတွေထဲကအသင်းအဖွဲ့တွေရောဘယ်လိုမျိုးခေါင်းဆောင်မှုပုံစံနဲ့တွားနေကြလဲကိုအသင်းအဖွဲ့တွေအတွက်ရောဒီခေါင်းဆောင်မှုပုံစံ၃ခုတက်ကတစ်ခုခုနဲ့များနှိမ့်ဆွမ်းနေပြီလားကိုအသင်းအဖွဲ့တွေရောဒါကဆင်ခြင်လို့ရနိုင်တဲ့ဟာလား democratic leadership style နဲ့တွားနေလား autocratic leadership style နဲ့တွားနေလား coaching leadership style နဲ့တွားနေလားဆိုတဲ့ဟာကိုကိုအ
သင်းအဖွဲ့မှာရှိတဲ့သူတူချင်းတယောက်ချင်းစီတိုင်းကတော့ရှိမိလောက်မြင်ထင်ပါတယ်ဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကိုအသင်းအဖွဲ့မှာဆွေးနွေးတိုင်ပင်ပါဆွေးနွေးကြည့်ပါကျွန်တော်ရဲ့မျှဝေမှုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်